这路线都这个我这都没啊。တခြားတရုပ်ဆောင်နေတယ်ဖြစ်မှာဆိုပါတယ်နော်လာတော့အဲ့လိုလာရနော်တကယ်ဟုတ်လားစောင်းပြီးတော့ဟုတ်ပြီနော်ထိုင်ပါဦးစောင်းပြီးတော့ဟုတ်လားဗသက်ကလည်းဘာတွေပြောမှလည်းမသိဘူးအာကြီးကလည်းရွက်ပြီးတော့နော်အဲ့တော့ကျွန်တော်ကိုထူးသားကိုမင်းသားကြီးကိုကျွန်တော်ဟိုအပြင်မှာပြောလေကိုထူးသားလာတယ်တဲ့တော့ကျွန်တော်ထင်တာတော့ဝမ်းနေမီတော့ပြန်လာပေးတာလားဟောဝမ်းနေမီတော့မြန်လာပေးတာလားဟောโอเคထည့်လိုက်ပေါ့ဒါပေမဲ့အဲ့လိုမျိုးခုနလိုမျိုးတွဲပြီးတော့လာတယ်ဆိုစိတ်ထဲမကောင်းဖြစ်သွားတယ်ဒါပေမဲ့အပြင်ကကလေးတွေတော့မသိလို့လေထိတာပေါ့မဟုတ်ပါဘူးလို့ဆိုတော့မှကျွန်တော်စစ်ကြည့်လိုက်တော့မှတကယ်ကိုစိတ်မကောင်းတကယ်ကိုစိတ်မကောင်းဆိုတော့သမီးရဲ့အမျိုးသားမင်းသားကြီးဒါဒီမှာလာမကုရင်ဘလို့ဖြစ်တာလဲဒီကနေစဖြစ်တာလဲဘုရားပြောပြပါဦးကျွန်တော်အဲ့နေရာမူးရီချိုးတယ်ပြီးတော့ရုပ်ရှင်သွားကြည့်လိုက်တယ်အဲ့ဒီညကနေစပြီးမနဲ့လည်းရောအဲ့လက်ပြင်စငုတ်လက်ပြင်ငုံတူလို့ဖြစ်တယ်ဟုတ်ဖြစ်ပြီးတော့ခဏပဲနေ့လည်လည်းထလို့မရတော့အပူယူလို့ဖြစ်တော့မတန်တော့ဟုတ်မတန်ပဲနဲ့အဲ့မှာ3ရက်လောက်ကြာပါနော်ကြာပြီးတော့ဆေးအစီရောက်တယ်တော့ကျွန်တော်စီကန်းနေမှာပြလိုက်ပြီပြလိုက်သေးတယ်ဟုတ်စီကန်းပါတော့စီကန်းလက်ပြင်ငုံတာပေါ့ကြောညက်တာပေါ့ကြောညက်တယ်ဆိုပြီးတော့သူကသိကြောက်เสียကောင်းတယ်သူကကျွန်တော်နှစ်ချက်ပြောပြတယ်ဟုတ်ပထမတစ်ချက်ကဒီမိုးရီချိုးပြီးတော့မှကမန်းကရန်နဲ့ကိုလူချသွားကြည့်လိုက်တယ်ဟုတ်နော်ကမန်းကရန်သွားကြည့်ဒါကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အာယုံကြောအားနေပြီးတော့အာယုံကြောထိပြီးတော့ကျွန်တော်ဒါပြောမယ်ဆိုလို့ရှိရင်လေဖြတ်သွားတာလို့အောက်ပိုင်းတည်သွားတာလို့ဖြစ်နိုင်တဲ့အကြောင်းတရားတွေနော်ကျွန်တော်ခုတော့မင်းသားယူပြောတယ်ဟုတ်ဆိုတော့နောက်တစ်ခုကတော့ဒါကိုလူချလည်းပြီးရတိုင်းပဲဟုတ်ကိုလူချထိထားတဲ့အနေအထားတစ်ခုကိုရှင်းထုတ်လိုက်တာအော်တယ်ထဲထဲမှာအဲ့လိုချွေးတွေကဝက်ကွဲအောင်ရေစီးတကယ်တော့ဝက်ကွဲအောင်ရှိတယ်ဗီဒီယိုဖိုင်ရှိတယ်ဗီဒီယိုဖိုင်ရှိတယ်အဲ့လောက်တောင်မှဒါမှကျွန်တော်အတူလေးပဲရိုက်လိုက်တာဟုတ်အတူလေးပဲရိုက်တာဆိုတော့ရှင်းထုတ်ပြီးတော့မှပဲတဘာဝအတိုင်းဖြစ်တဲ့ယောဂဝေဒနာပေါ့စက်ကူလိုက်တယ်ပေါ့နော်ဟုတ်ဆိုတော့ဒီတစ်ခေါက်မြင်လိုက်ရတဲ့အနေအထားတစ်ခုကကြီးလေးလေးလန်းဆန်းဆန်းနဲ့တတရဖြစ်သွားတာတော့နည်းနည်းလေးကျွန်တော်တို့နောက်2ချိန်လောက်ထပ်ပြီးကူအောင်မယ်ဟုတ်2ချိန်လောက်ထပ်ကူအောင်နော်ဟုတ်ကူသွားမှုတော့နည်းနည်းတော့ခံရမယ်ဘလူကြားဒါဖြစ်တော့လုံးဝဘလူလာလဲကျွန်တော်မရှိဘူးကွာဒီတစ်ဖက်ကဆောင်းနေအကုန်တစ်ဖက်ကအပေါ်တက်လို့ဖြစ်နေတိုင်းဇက်ကလည်းတဲလို့မရအောင်ဇက်ကတဲလို့ပြောအာကြီးကလည်းရွေ့ဇွန်ဘီလို့ပါတော့တမီးအဲ့လိုဖြစ်သွားတော့တမီးရောဘယ်လိုမျိုးလေးခင်မုန်းတဲ့ပုံမှာဘယ်လိုလေးစိုးရင်စိတ်ကြီးဘယ်လိုဖြစ်တယ်ပြောပြပါဦးတဲ့တံပေါ့သူ့ခင်းသားနေပြီးတော့ဆိုတာနဲ့ဆေးကောင်ပြီးခြင်းတော့ဒါပေါ့မလုံးနိုင်ပါဆိုလို့မှန်ပါပေါ့ဖြစ်ပြီးဆိုတာနဲ့ဆေးကောင်ပြီးခြင်းတော့ဆေးကနေရှောက်ပြီးဖြစ်တာခုနေဖြစ်တာခုနေဆရာဝန်6လောက်ရှိတယ်ရှိပါဩဖြစ်တာခုနေတခုပြောင်းတာတခုပြောင်းတာလက်တိတာနာနော်မနက်အစောတကောင်ကျော်လက်ထနာတော့ဖြည့်ရဲ့ဆေးကောင်တော့ဖြည့်ဖွင့်တဲ့ဆေးကောင်ပြေးအဲ့လိုပြေးရတယ်ဘလူတွေဖြစ်သွားတယ်ကိုကြဘလူအဲ့လိုဖြစ်ပြီးဆိုဘလူမျိုးတွေခံစားရလို့ပြောပြပါဦးကျွန်တော်အဓိက
မတက်ရက်လိုက်ရင်မတက်ရက်လို့မရမတက်ရက်တာနဲ့ဒီလက်တစ်ချောင်းလုံးကြီးအဲ့လိုကိုက်တာကိုက်ပြီးတော့ဒီကတစ်ချမ်းလုံးကြီးကိုက်ပြီးတော့ဇက်ကြီးကအဲ့လိုစောင်းသွားတာစောင်းလမ်းလျှောက်လို့မရတော့လုံးဝလမ်းလျှောက်လို့မရတော့အဲ့လိုလမ်းတစ်ချက်လျှောက်လိုက်တာနဲ့အဲ့လိုဒုံဆိုကြီးအဲ့လိုတစ်ခုကြီးပြီးတယ်လို့ဖြစ်တာအဲ့လောက်ကြီးဖြစ်တာ ဆိုတော့ဒီမှာဒါနဲ့ဆိုဘယ်နှချိန်ရှိပြီလဲ နှစ်ချိန် နှစ်ချိန်ပထမတစ်ချိန်မှာဘယ်လိုဖြစ်သွားလဲပြောပြပါ ပရန်ကျင်မှာတော့ဘာမှတော့မသိတော့အချွေးတော့ပြန်ပြီးတော့ပရမချိန်တော့ပြန်တော့တတ်တာပါနော် တက်တာတော့အိမ်ရောက်တော့ အင်းတော့တတ်တာကဒီနေ့ကတော့လုံးဝ very good အဲ့ဒီအစားဒီနေ့ဆိုတော်တော်နေလို့ထိုင်တော့ကောင်း တော်လည်းနေတိုင်းကောင်းပါနော်ကျွန်တော်အဲ့စတွေ့တော့ကုလူချလာကုတော့စိတ်တော်မကောင်းဘူးဖြစ်မှဖြစ်ရတယ်ပေါ့ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲဒါတော့တော်တော်များများဒီမှာတော့တနေ့တမျိုးမရိုးပါဘူးဗျာတော်တော်များများဒါမျိုးဒီကိစ္စနဲ့မိစ္ဆာအတိုက်ခိုက်တွေနဲ့တော်တော်များများကိုပဲရှိတယ်ပေါ့နော်ဒီလားရှင်နဲ့ဒီလားရှင်ရှင်းရှင်းဆော်တာတွေရှိတယ်ကျွန်တော် line ပေါ်မတင်တာ ဟုတ် line ပေါ်မတင်တာဆိုဒီလားရှင်အများကြီးပဲဆိုရဟန်းတန်ကလည်းတော်တော်များများကိုပဲထိတာတော့ဒီဘုတ်ကမှမဟုတ်ဆိုတော့ဒါပြောမယ်ဆိုအိတ်တာမင်းစီကများတာအိတ်တာမင်းစီကများတယ်မလုံးမုန်းထားတဲ့စိတ်နဲ့လှုပ်တယ်ကိုကလှုပ်တုံးတာကိုကတစ်ပတ်သားခံရတဲ့အပေါ်မှာကိုကပြုံးပြီးတော့ပီတိတွေဖြစ်ပြီးဝမ်းနေတာကိုကလှုပ်ရမကောင်းတဲ့လှုပ်ရကြီးကိုပေးတဲ့ကိုအလှဲ့လဲရောက်ဒီတဲ့အစားတစ်ထောင်မကဝါပြီဒီတဲ့အစားတစ်ထောင်မကခံစားပြီကျွန်တော်တို့အသက်ရှင်လေးပါလဲနဲ့အရှင်လက်လက်ငရဲကြသလိုမျိုးတွေအဲ့ဒီမကောင်းတဲ့မိစ္ဆာတိုက်ခိုက်တွေနဲ့ပြုတ်လို့တဲ့တွားမှာအားလို့ရှိတယ်ဒါပေမဲ့ကျွန်တော်ကုလို့ယောဂဝေဒနာတက်တာကောင်းမွန်ခဲ့တာမဟုတ်ဘဲနဲ့ကုလူချရဲ့ကုသိုလ်ကအားနဲ့ဝေကျွေးကြည်ချင်းတန်လာတဲ့အနေအထားတစ်ခုပေါ်မှာပဲဒါအခုလိုမျိုးလန်ဆန်တက်ကြွနဲ့ပြန်မြင်ရတော့ပဲအမတန်ပီတိဖြစ်သွားတယ်။ဘိုင်ဖီယာကျူလေးနတ်သွားတယ်။ဒါပြောချင်တာဒါမျိုးရှိဖို့ဆိုတော့အဝေးဒီအတန်အခုမှပြန်ကြားရတာ။ဟမ်ကြောက်တော့ကတော့စကားတော့မပြောနိုင်ဘူးတမီးမျိုးသားလေ။တမီးတို့အသေးဆုံးမှပဲဖြစ်တာ။ဘလို့ကြီးဖြစ်သွားလို့ပြောပြတော့။ မလို့ သူ့မှာအဲ့ရထဲမှာပဲလဲပြီးတော့ထားလိုက်တာနဲ့ဟိုနေတော့ထိုင်လို့မကောင်းတော့ဘူး။အဲ့လိုမျိုးထိုင်ချပြရတာ။ဟိုကလက်တွေကြိုက်လာပြီးတော့ဘာစကားမှလည်းမပြောနိုင်အော်နေရတာတစ်ချိန်လုံးတောင်းဟုတ်ခံတာသူ့ကြည့်ပြီးလဲတော်တော်တနာပြီးတော့စိတ်မကောင်းသူနာပြီးဟဲ့ဆိုစေကန်းနဲ့ပြီးကျင်တော့တာဒီနာလို့တက်တောင်းတစ်ခုဖြစ်သွားမှာ ဒါတော့ဒါတော့ဘုရုကြရဲ့ဘယ်လိုခေါ်မလဲဆိုတော့မိမိကဖြစ်တာ9ရက်ကုလိုက်တာဆရာဝန်6လောက်ဖြစ်သွားတယ်အမှန်အဲ့တယောက်တည်းနဲ့ပဲမင်းသားကြီးစောစောမင်းလေးလှုပ်လိုက်ရင်ကောင်းတယ်အမှန်ကိုတော့ပျောက်ချင်တာဘူးဘလောဘကြည့်လို့မရဘူးယောဂဆိုတာလေဒါမျိုးကရှိသေးတယ်လောဘကြည့်လို့မရဘူးဟုတ်တယ်မလားဒီတယောက်ဆိုလို့ရှိရင်စီးပတ်လေးလေအောင်တော့ကျွန်တော်တို့အသွားနေအောင်ပေါ့သဘောတခုအစီနေမကောင်းဆိုတော့ဒီအခါကျမှနောက်တယောက်ကြောင်းချင်းကြောင်းဒါပဲပြောပါမိမိရှိမှကုသပြီးတဲ့ဆရာဝန်ကြီးပါညာမေတ္တာနဲ့များပို့ပါကျေးဇူးကအမတန်ကြီးတယ်ဒါကျွန်တော်ကတော့မြုံမုံတမုံနှမ်းတဝင်းကျွန်တော်ကိုယုံခြင်းနဲ့လာရောက်ကုသပေးတဲ့ကျေးဇူးကကျွန်တော်တို့အမတန်ကြီးတယ်နော်အခုလိုမျိုးလန်းဆန်းတက်ကြွလေးမြင်ရတော့ဝမ်းသာတယ်ပီတိဖြစ်တယ်ဟုတ်ပြီလားနော်ဟုတ်ပြီကဲဖရာဥချကဲအနေပေါ့အခုလိုလေးပြန်လဲပြီးတော့ဒါလန်းဆန်းလာတဲ့ပုံပေါ်မိမိရှင်ထဲမှာဘယ်လိုပီတိ ပြောတော့ဗောကျွန်တော်ဘဝမှာအဲ့လိုငြိမ်းနေတဲ့လူသားမျိုးလည်းမဟုတ်အမြဲတမ်းတက်ကြွကြီးအဲ့လိုအမြဲတမ်းပျော်ပျော်နေတဲ့လူဆိုစိတ်တက်ပါကြပါအဲ့ဖြစ်တဲ့10ရက်လောက်ကစိတ်တက်ပါကြပါဒါအခုတော့လုံးဝကမ်ဘတ်ပဲသမီးလေးရောကိုယ့်ရဲ့ခင်မခုလိုမျိုးတော်တော်လဲလဲနဲ့အရင်သမီးနဲ့အတူတူရှင်တန်ခဲ့တဲ့အတူတူပေါင်းဖက်ရတဲ့ကိုမင်းသားကြီးကိုထူးခြားပုံစံပြန်ဖြစ်လာတဲ့ပုံပေါ်ရင်ထဲမှာဘယ်လိုပီတိဖြစ်ရလဲဖြော်တာပေါ့အတိုင်းမသိဘူးမနေ့ကဆိုပြန်ကောင်းလာနေရဆိုနှစ်ယောက်သားငိုတော့ငိုကြရဖပြီးတော့အရှမ်းကြောက်သူဟုတ်အဲ့လိုမဖြစ်စေချင်ဘူးသူရှင်းကိုပဲခံချင်တာဒါပေါ့ကျွန်တော်ကတော့ကိုထူးခြားကကျေးဇူးရှိတယ်ဘာလို့ဆိုတော့ကိုထူးခြားမင်းသားဘဝတော့ကျွန်တော်ကလူချမ်းတန်လင်းပါလေကိုပြူးနဲ့တော့လာသေးတယ်ကိုပြူးနဲ့တော့တွေ့သေးတယ်ကိုပြူးလာသေးတယ်ကိုပြူးနဲ့တော့တွေ့သေးတယ်အဲ့တော့ကိုထူးခြားကမင်းသားကျွန်တော်တို့ကအဲ့ဒီဘာမှတဲရတာတို့ကြီးတော်ဘူးအမေဘူးအိမ်မှာအဲ့လိုကျွန်တော်တို့ကတန်လင်းမှာတဲပြီးတော့ကျန်တာလူချမ်းဘဝနဲ့ကျွန်တော်ကဆိုတော့အဲ့တုန်းကကိုထူးခြားမင်းသားဆိုပေမဲ့မာမနာမရှိဘူးသူစားမဲ့ဟာသူဝတ်တဲ့အဝယ်စားအစဖက်နဲ့တရားအစကျွန်တော်တို့ပေးဝတ်တယ်သူ6လောက်ကလည်း1000လောက်ရှိရလေကို6လောက်ကသေးသေးနဲ့အဆင်မပြေဘူးသူဝင်းကြီးဆိုလည်းအရှိကြီးတွေအဲ့လောက်ထိသူကပြောမယ်ဆိုလို့ရှိရင်ဇက်ဖို့ဆိုင်ရလူချမ်းတွေပေါ်မှာစိတ်တက်ကောင်းတယ်ဒါကြောင့်ကျွန်တော်အဲ့ကျေးဇူးကိုကျွန်တော်မမေ့ဘူးဒါလေးပြောချင်တာဟုတ်ပြီဖရာဥချရီတော့သွားမချိုးနဲ့တော့ဒီနေ့ကဲတက်ရှိကျမ်းမှာစိတ်ချမ်းသာလုံးဆန္ဒအားလုံးတစ်လုံးတော့ပြီးပြီးဆုံးမှာရရှိပါစေကျမ်းမှာကိုချမ်းသာပါဗျာကျမ်းမှာကိုချမ်းသာကြပါစေအေးကျမ်းမှာချမ်းသာပါဝမ်းသာတယ်ကွာပြီးဖြစ်တာဒီနေ့အရန်ကိုပြောနေတာအေးဘောအေး
တော့စိတ်မချမ်းသာအောင် ဟုတ် ကော ကဲ့ င်းစီချင်တာလို့ ဟိုအပိုင်းလေးပါတင်လိုက်မယ်နော်ဟုတ်ခွင့်တောင်းပြီးမှတင်တာ ရပါတယ် ကြာပြီနိုင် ဟုတ်ဟုတ် ကဲမျိုးဒီဒါကတော့ကျွန်တော်တို့တရုတ်ဆောင်မင်းသားကြီးကိုထူးချပါတော့သူကတော့ဒါမိုးကြီးချိုးပြီးတော့မှပဲရုပ်ရှင်သွားကြည့်လိုက်တယ်တဲ့ဒါပြောမယ်ဆိုလို့ရှိရင်အောင်ကျော်ထိပါတော့နော်အောင်ကျော်ထိတာတစ်ကြောင်းရဲ့ကျန်တာမကောင်းတဲ့မိစ္ဆာတိုက်ခိုက်ဒီထိထားတာတစ်ကြောင်းရဲ့နှစ်ခုပေါ့နော်ဆိုတော့မိုးကြီးချိုးပြီးတော့မှအောင်ကျော်ထိပြီးတော့မှဒါကတော့ဟိုဖြစ်ခဲမှာဖြစ်ရင်လည်းမလွယ်ပါဘူးမဖြစ်တော့မဖြစ်ဘူးနော်ဖြစ်ရင်တော့မလွယ်ဘူးဆိုတော့ तू ကဖြစ်ပဲအနေထားတော့အောက်ပိုင်းလုံးသိတတ်တယ်ဒါမျိုးတွေကအောင်ကျော်ထိပြီးတော့မှလုံးဝမှခြေလက်တွေလှုပ်မြအကျော်တွေလုံးဝမတန်တော့ဘဲနဲ့ပဲဒါကျွန်တော်တို့ပြောမယ်ဆိုရင်အောက်ပိုင်းသိတဲ့အနေထားတုံနည်းမဟုတ်ပါကကျွန်တော်တို့ဒါလေဖြတ်မဲ့အနေထားပေါ့နော်သို့တော်လည်းပဲဒါပြောမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ကုသကအားနဲ့ဝေကျွေးချေချင်းကြတဲ့အနေထားပေါ့သူစဝင်လာတဲ့အဲ့ဒီခုနတွဲထားတဲ့ဆိုးတယ်အဲ့လိုတွဲပြီးတော့အဲ့လိုအာကြီးအဲ့လိုရွရွရောအပြင်ကလေဖြတ်တာဒါမဟုတ်ဘူးလေဖြတ်တာမဟုတ်ဘူးဆိုပြီးတော့မှသူ့ကိုခေါ်ပြီးတော့မှအဲ့စစ်ပြီးတော့မှကြည့်လိုက်တဲ့အခါကျတော့မှမကောင်းတဲ့ online မိတ်ဆာတိုက်ခိုက်နေတယ်လှုပ်ထားခြင်းခံရတယ်ဒါကိုရှင်းထုတ်ပြီးတော့မှသဘောအတိုင်းဖြစ်တဲ့အာဝန်ကျော်ထိတဲ့ဒီဝေဒနာကိုဆက်ကူလိုက်တဲ့အချိန်မှာတစ်ချိန်ကူပြီးတော့တဲ့အချိန်မှာတော်တော်ကြီးကိုတိတိတသားကြီးကိုပဲကောင်းမွန်သွားဒါနဲ့ဆိုနှစ်ချိန်ပေါ့ဒီတစ်ချိန်ကျတော့သူ့ကိုဖွင့်ထောင်းတဲ့အခါကျတော့ရပါတယ်တဲ့တင်လို့ရပါဆိုတော့မှဒါအရန်ဝမ်းသာပီတိဖြစ်ရတစ်ချိန်ကတော့သူမင်းသားဘဝနဲ့ကျွန်တော်လူချမ်းအဖြစ်နဲ့တရုပ်ဆောင်တဲ့အချိန်မှာကျွန်တော်ပုံမှာအများကြီးကျေးဇူးရှိခဲ့ပါတယ်လို့နော်အဲတော့ကိုယ့်ရဲ့ကျေးဇူးရှင်တွေကိုပြန်လှည့်ပြီးတော့မှမြုံမုံတမုံနှမ်းတွေပြန်လှည့်ပြီးကျေးဇူးဆက်ခွင့်ရတာကိုပဲအထူးပဲကျေးဇူးတင်ပါတယ်အထူးသဖြင့်ဒီနေရာလေးမှာပြောချင်တာကျွန်တော်ကုလူယောဂဝေဒနာတတ်တာကောင်းမွန်ခဲ့တာမဟုတ်ဘဲနဲ့ကာယကံရှင်ရဲ့ကုသကံအားနဲ့ဝေကျွေးကြည်ချင်းတန်လာတဲ့အချိန်မှာအခုလိုပြန်လှည့်ပြီးတော့မှကောင်းမွန်တော့တာဖြစ်တယ်အယံဝန္တာပီတိဖြစ်ရတယ်လို့ပိုင်ဖြစ်ရတာပိုင်ဖြစ်ရကြအမတန်တန်လုံးလာပါတယ်ဒီဘောတရားလေးပါပဲเนาะအဲတော့ဆက်လက်ပိုင်ဖြစ်ရမယ့်အမျိုးတွေအများကြီးကြံရှိသေးတဲ့အတွက်ကြောင့်တဦးတယောက်မကြံဂါရဝပြုကကျွန်တော်အမျိုးပေါင်းသူတော်ကောင်းအားလုံးတက်ရှိလို့ကြံပါကြပါစေဗျာ